နော်ကိုချမ်းရဲ့ကိုမကြီးအားလုံးမင်္ဂလာချမ်းလေးပါလို့ကိုချမ်းဥစားကတော့နှကုန်းဆက်တာပါဗျာနော် YouTube channel လေးကိုကိုချမ်းကိုအားပေးရကိုမ YouTube channel လေးကို subscribe လုပ်ပြီး like လက်မနှိပ်ခေါင်းရနှိပ်သွားပါဗျာနော်အားပေးရသူမရှိဘူး like လက်မပေးရသူမရှိတော့ကိုချက်ကဏ္ဍတင်ပေးညရနာပါဗျာနော်ဒါကတော့10ဘတ်၄နှစ်တာပတ်လည်မှာနော်၄နှစ်တာဝန်ကျင်မှာကျွန်တော်ရဲ့10ဘတ်မြောက်တဲ့ဒါကပြက်ပင်မရှိတဲ့တစ်ပတ်စာကတ်တွေပါနော်အရင်၄နှစ်တာမှာလည်းပြက်ပင်မရှိခဲ့ပါဘူးနော်တစ်ပတ်စာကတ်တွေကနော်ဒါက7ဘတ်မြောက်တဲ့ကတ်ဖြစ်ပါတယ်ဗျာနော်2ရက်6လ2015မှာ6ရက်6လ2015အထိတပတ်စာကတ်တွေဖြစ်ပါတယ်ဗျာနော်ကိုမတွေကိုဝယ်ထိုးရမှာဆိုတော့ကိုချမ်းမကစီစဉ်တဲ့တိုင်သုံးဒါပေးနေခြင်းဖြစ်ပါတယ်ဗျာနော်ဝယ်ထိုးရမှာဆိုတော့ကိုချမ်းမကစဉ်းစားထားပြီးတော့ကဏ္ဍများကိုတင်ဝဲနေခြင်းဖြစ်ပါတယ်ဗျာနော်ဟူမကျော်ပတ်တီးကတော့2ပတ်တီးပါဗျာနော်ဒီတပတ်စာဟူမကျော်ပတ်တီး2ပတ်တီးပါဗျာနော်ဒီဘက်က3ရက်ပဲဖွင့်ပါတယ်ဗျာနော်3ရက်ကိုဒါက3ရက်ကိုနော်ခုနှစ်ရက်က4 5 6ဆိုတဲ့3ရက်ပဲဖွင့်ပါတယ်ဗျာနော်အဲ့ဒါမို့ပိတ်ရက်ပါတော့ကိုမတွေဘက်ကချင်းချိန်ပြီးတော့ကစားပေးကြပါလို့ကိုချမ်းမေတ္တာရက်ခံပါတယ်မေတ္တာရက်ခံပါတယ်ပိတ်ရက်ပိုင်းတိုင်းမြဲနဲ့စားနေကြပါဗျာနော်အဲ့ဒါလေးလည်းကိုမတို့အသိဖြစ်ပါတယ်ဗျာနော်နားမယ်တဲ့ကိုမတွေလည်းမှတ်ထားပါပိတ်ရက်ပိုင်းတိုင်းမြဲနဲ့စားပါတယ်ဗျာနော်ကိုချမ်းဘက်ကအကောင့်ဆုံးကဏ္ဍလေးချပြပေးသွားပါဗျာနော်ဝယ်ထိုးမှာဆိုတော့အကောင့်ဆုံးကဏ္ဍကိုချပြချပြပေးကိုချမ်းဘက်ကချပြပေးသွားပါဗျာနော်ဟိုမကျော်ပတ်တီးကတော့2ပတ်တီးမပြောက်ပတ်တီးက3ပတ်တီးအထူးပရိတ်က36ပရိတ်ပါဗျာနော်ပရိတ်လိုက်တဲ့ကောင်မရပရိတ်လေးကိုတွဲလိုက်ပြီးပါဗျာနော်ပရိတ်လေးကိုတွဲလိုက်ပြီးပါပတ်တီးလိုက်တဲ့ကောင်မရမပြောက်ဘူးတပတ်ဒီကြံလက်ကြံ3ရက်အတွင်းနော်ဖွင့်တဲ့3ရက်အတွင်းမပြောက်တဲ့ပတ်တီးက3ခုမကျော်တဲ့ပတ်တီးက2လေးလုံးအခွေလေးကတော့အပူပါတဲ့လေးလုံးအခွေလေးကတော့3946ကိုပါဗျာနော်အပူပါထည့်ပြီးကစားကြပါဗျာနော်မုကနဲ့6ကတော့464842 292328 6ကတော့တကွက်3မုံ2ကွက်အမြဲတမ်းထွက်ပါဗျာနော်တပတ်စာကတ်တွေဝင်ကြည့်ကြပါကိုမတွေကျွန်တော်ကျန်ခဲ့တဲ့ဘက်ကလည်း free တင်ပေးခဲ့ပါတယ်ဗျာနော်ဝယ်ထိုးမှဆိုတော့ free တင်ပေးခဲ့ပါတယ်မွေးကနန်းတကွက်မုံ2ကွက်အမြဲတမ်းထွက်ပါတယ်ဗျာနော်ကုမကျော်ပတ်တီး2မပြောက်ပတ်တီး3အထူးပရိတ်က36ပရိတ်လေးလုံးအခွေအပူပါက3946အခွေပါဗျာနော်မွေး6ကတော့464842 292328ကနန်းလေး6ကွက်လေးကိုအားပြီးမွေးပါဗျာနော်မွေးကနန်းလိုက်တဲ့ကိုမတွေကမွေးကနန်း6ကွက်ကတော့464842 292328ဒီမွေးကနန်း6ကွက်ကိုလိုက်ပါလေးလုံးခွေလိုက်တဲ့ကိုမရ3946ကိုအပူပါကိုလိုက်ပါ3ရက်မကျော်ဘူးထွက်ပါမယ်ဗျာနော်3ရက်အတွင်းကိုထွက်ပါမယ်36ပရိသီ3ရက်မကျော်ပါဘူးထွက်ပါမယ်3ပတ်သီးရဲ့ဒီဘယ်လုံးမပြောက်ပါဘူးဗျာနော်2ပတ်သီးလည်းစောထွက်ပါမယ်ဗျာနော်ဟိုမကျော်လဲကြော်ခဲ့အောင်ကြာတာပတိပါဗျာနော်ဟိုမကျော်ဘိုးတုံးနေကြာရင်ကြာမကြာကြာတာပတိနေချင်းနေကြာပတ်သီးက2ပတ်သီးလုံးဝမပြောက်တဲ့ပတ်သီးက3လုံးဝမပြောက်တဲ့ပရိက36ပရိနော်လုံးဝပြောက်တဲ့ပရိက36ပရိပါဗျာနော်လေးလုံးအခွေလေးကတော့3946ကိုဆိုတဲ့အခွေလေးပါအပူပါထည့်ပြီးတော့မွေးပါနော်ဒါကအခွေလိုက်တဲ့ကိုမတွေလေးလုံးအခွေလေးပေးတာပါပရိလိုက်တဲ့ကိုမတွေက36ပရိလိုက်ပါမပြောက်ပတိလိုက်တဲ့ကိုမတွေကပတိလိုက်တဲ့ကိုမတွေက3ပတ်တီပါဟူမကျော်ပတိက2ပတ်တီပါဝယ်မထိုးပါနဲ့ဝယ်ထိုးပတ်စံကုန်ပါလေဗျာနော်ဘယ်သူမှကြုံမသိတဲ့အရာမျိုးကိုချမ်းမကတရားလုံးအာမမခံပါဘူးဗျာနော်ဘယ်သူမှကြုံမသိပါဘူးကနန်းလေးရနော်စက်ကင်တာအတီသုံးပါဗျာနော်အဲကြောင့်ဝယ်မထိုးပါနဲ့ပတ်စံလေးဆုံးရှုံးပါဆိုကိုပတ်စံလေးဆုံးရှုံးပါဆိုတော့ကိုချမ်းမကအထက်ဆုံးစေတနာထားပြီးခဏများကို free တင်ပေးခြင်းဖြစ်ပါတယ်ဗျာနော်အားပေးဆိုလည်း like လက်မလေးအထက်ဆုံးနှိပ်သွားပေးပါ subscribe မလုပ်ကြသေးဘူးက channel ကို subscribe လုပ်ပါပြီဗျာနော်channel လေးကို subscribe မလုပ်ကြသေးဘူး like လက်မလေးလည်းမပေးကြဘူးအားပေးလို့မရှိတော့ကိုချက်မကဏ္ဍများကိုရနာခြင်းကိုပြုလုပ်ပါမယ်ဗျာနော်ခဏများကိုတင်ပေးခြင်းကိုရနာပါမယ်ဗျာနော်ဒီမှာအားလုံးဟော့နေတဲ့အခွေတွေပါဗျာနော် line ပေါ်မှာဆရာတော်ရောင်းနေတဲ့3လုံးအခွေအပူပါဗျာနော်3လုံးအခွေအပူပါတော့9-6ခုလည်းခွေဖြစ်ပါနော်9-6ခုအခွေကိုအပူပါထည့်ပါဗျာနော်ဒါထိတ်အခွေဖြစ်ပါနော်ထိတ်စီအပီးခွေပါဗျာနော်9-6 9 6 6အား9-6 6 9ပါဗျာနော်ဒါအပူပါအခွေလေးဖြစ်ပါတယ်ဗျာနော်ကိုချမ်းမကနေပြီးတော့ပေါက်ပေးကဏ္ဍများကိုအတက်နိုင်ဆုံးချပြပြီးတော့အကောင်းဆုံးစူးစမ်းပေးနေပါနော်ဒါမမကဏ္ဍပါနော်မမကဏ္ဍမမဝင်တဲ့ကိုမတွေဘာတွေပြီးလဲဆိုရင်မမဘရိတ်တလုံးကတော့ပေါက်ပေးနေဆိုရင်3000ကျပ်ပါဗျာနော်မမဘရိတ်တလုံးတပတ်စာမမဘရိတ်တလုံး3ရက်မကျော်ဘရိတ်တလုံးကတော့ပေါက်ပေး3000ကျပ်မိုးလီကတော့3000ကျပ်ပါဗျာနော်ကျင်းတဲ့ကိုချမ်းကြီးကကဏ္ဍများယူမယ်ဆိုရင်ဘိုင်ဘာနံပါတ်399256ချင်း6တင်ဆုံးကိုဆက်သွယ်ပြီးတော့ဘိုင်ဘာမှာပေါက်ပေးလာလို့ရတယ်ပေါက်ပေးလာလို့ရပါတယ်ဗျာနော်ကိုချမ်းမကပေါက်ပေးဘရိတ်တလုံးနဲ့မိုးလီကောပဲပေးပါတယ်ဗျာနော်စိုက်တာလာလို့ရပါတယ်ဗျာနော်ဘရိတ်တလုံးကတော့ပေါက်ပေး3000ကျပ်ပါမြန်မာငွေပါဗျာနော်မိုးလီကောကတော့3000ကျပ်ပါဘရိတ်ကတလုံးနဲ့ပါဗျာနော်မိုးလီကောကလည်းအပိုင်တစ်ခွက်ချင်းစီအာမခံပါဗျာနော်အဲဒါမို့ဘယ်ပရိတ်ကျတဲ့ကောင်မတွေကဘရိတ်တလုံးလာဘူးပါမဆိုင်ဘူးဆိုတဲ့ကောင်ကမိုးလီကောလာယူပါဗျာနော်မိုးကနန်း4ခွက်တစ်ခွက်ချင်းစီထွက်ပါမယ်ပေါက်ပေး3000ကျပ်ပါဗျာနော်ကဲအဲ့ဒါကိုမလေးကိုချမ်းအားရလာပြောပေးရဗျာဝယ်ထိုးစရာမလိုပါဘူးအပေါ်ကကဏ္ဍတွေဝယ်မထိုးပါနဲ့တရက်တော့7ဘက်မြောက်အောင်မြင်ခဲ့တဲ့ကတ်တွေဖြစ်တဲ့တော့ကိုဒီဘက်လည်းထပ်ပြီးအောင်မြင်ပါနော်အောင်မြင်ပါမယ်ဗျာနော်အမို့ channel ကို subscribe လုပ်ပါပေးပါ
လိုက်လက်မလေးဝိုင်းဝန်းနှိပ်ပါပြီဗျာနော်အားပေးကြပါအောင်ဗျာနော်